이거 지바 디뜻 어빈가 알라바송 아미디 톨라라우지 얘기를 아테세 주고골래 따디 타지바세 디닐랑아 예르쟁타 야시 타라바 아차 밤마메시바오 아차야리가로 비디오 때야마 미고 뼈다 빼면 루르베쳇바 비닐랑오 사하라위 닐랑로 코자비 소타인산 마시들라우 니바시레 데다리마 아똥뷸라레 요야 니비냐တခုပါ다음에 뜻밴데 안동원 아미트나양 또로 롱안게 자래ဒီနေ့မှာတော့ငါကနေတက်စရင်ချင်းပြတာပေးမှာဖြစ်လို့မင်းလဲလေးလာနိုင်ပြီးအောင်မြင်မှုအပြည့်အဝရနိုင်မယ်မင်းအချိန်မရှိလဲမင်းနေရာမှာအရန်ချော်သွေးလေရသေးဦးတို့ချီလဲသို့မဟုတ်မင်းမဆောင်ရှောင်းချင်တဲ့အတိပင်ကပင်ကိုကလုံးနှုတ်ချင်လဲအဆင့်ပြေမယ်ဒီနီလန်းကအလွန်တက်တာပြီးပြုတ်ပြင်ထိသိမ့်မှုနည်းနည်းသာလိုအပ်တယ်လို့အောင်မြင်မှုနှုံးလဲအလွန်ညံ့သက်ပါတယ်ဒီနည်းစနစ်နဲ့မင်းရဲ့တစ်ပင်ကိုတဆုံတယောက်တိကဲ့သို့တိတိကျကျမိသူတစ်ပင်ရနိုင်တယ်ဥပမာတရက်ပင်တစ်တော်ပင်ပန်းတီပင်ဆိုလိုတာကမင်းရဲ့လယ်ကစိုက်ပျိုးချန်တော့မဟုတ်ဥယျာဉ်မှာရှိတဲ့တစ်ပင်မျိုးစုံဟောပါလုံနိုင်တယ်အခုတော့အသုံးပြုမဲ့ပစ္စည်းတွေကိုကြီးကြမယ်ဆာဟာရိုင်းနီလန်အဖက်လွှတ်တာနဲ့ပဲမြေညိုတပါတော့မဟုတ်တဲ့တခုခုတင်ရလက်အလုပ်ထဲတယ်တခါတော့ဖြော်ရည်ခွတ်တော့မဟုတ်တလုံးလောက်တော့ထဲတွင်ပုံဒါလေးတော့မဟုတ်ညတ်တုံလေးတလုံးတိတိကျကျလီးနိုင်ဟုတိတ်ချီလေးတော့မဟုတ်တိသေးလေးတော့ဂျိုးလေးတွေကအကိုရိုကတင်းတင်းပိုက်ခိုလိုတယ်ဘုံအဖို့တော့ဆာဟာရာဝစ်ညာယူယောဒါတုံးကြတဲ့အဝလေးသစင်တော့မဟုတ်စိမ့်စိမ့်နဲ့တော့ပလတ်စတစ်လေးသစင်ကိုတုံးနိုင်ခဲ့ဒါကဆိုဆိုင်စာကိုကောင်းကောင်းထိမ့်ပေးနိုင်ခဲ့ဒါပြင်အလို့ပြတစိတ်တပိုင်းလဲလို့ရတယ်ရွက်ကြီးမလို့ဘူးရွက်သေးသေးလေးတရွက်လောင်လဲလုံလောက်ပြီးအလို့ပြကိုတစိတ်တပိုင်းလိပြီးအတွင်းမှာရှိတဲ့ဂျယ်လေးကိုအနည်းငယ်ထုတ်ယူမယ်ဒါနဲ့အလွန်သေးသေးလေးရှိစိတ်မယ်အိုးလေးတစ်လုံးထဲမှာအလို့ပြတာနဲ့မီးကြွားပါတော့မို့တက်ကိုရောစတ်မယ်ရောထားတဲ့အရာကဆူဆူပြေပြေနူးညံ့ရမယ်ဒါပေမဲ့ရင်နူးရလို့မဖြစ်တင်ဘူးရောစတ်မှုကရေခီယာလောက်ဆောင်ချက်တွန်းခုကိုဖေးစေပေးတယ်ရေမချပဲအပတ်များဆိုတာစိုးစိုးပေးပေးထားနိုင်စေတယ်တဘာဝနိဖန်တညာကိုပိုးဆက်ပေးတယ်အမြတ်ထော့အထောက်ကိုဖေးစေတယ်တဘာဝအပင်ဟော်မုန်းတွေကိုလည်းပေးဆွမ်းတယ်အခုတော့တဲ့ပင်ကိုဆက်လို့ချုပ်ပြီဒီနီးမှာတော့တစ်ဖက်မှာတစ်ချက်တစ်ဖက်မှာတစ်ချက်စုစုပေါင်းမြက်ချက်လီမယ်တစ်ချက်ကိုနက်နက်ကြည့်လီမယ်တစ်ဖက်မှာတစ်ဖက်ကိုဦးကောင်းကောင်းလီးတယ်လို့မယ်အခွာနဲ့ကံပီယံကိုဖေးရှာပြီးတထားတီမေကောင်လုတ်မယ်ပြီးရတစ်ဖက်တလန်းမှာလည်းတကွက်တီတီအချူတူလို့ပေါဒီဒီလီချက်နှစ်ချက်ကတစ်ပညာတီးစီစင်မှုကိုတစ်စိတ်တစ်ပိုင်းတာစီပေးပြီးဟော်မုန်းတွေကိုလီးထားတဲ့နေရာမှာဆူဆီးစေတယ်ဒီဟော်မုန်းဆူဆီးမှုကတစ်ပင်ကအမိအသက်တွေထပ်ထုတ်ဖို့လိုအပ်တဲ့အားပေးမှုဖြစ်တယ်အခုတော့ဆာဟာရာပုံစံအပေါ်လွှတ်အဖြစ်ထုံနေအိုပြန်စင်မှာဖြစ်ပြီးဒီမှာအစင်လိုက်မှန်ကန်လိုက်နာဖို့အရေးကြီးတယ်အခုခွက်လေးအိုပြင်စင်မဟဲတခါသုံးခွက်လေးကိုယူဒီခွက်အပေါ်ဝိုင်းကနေအလဲအထိတစ်လျှောက်လိုက်လီးပေးမယ်ဒါကတစ်လျှောက်လိုက်လီးချင်းမှာဒါကြောင့်ခွက်လေးကိုနည်းနည်းခွင်းလိုက်ပြီးတခါသုံးခွက်ကိုမဲပေါ်မှာတတ်နိုင်မှာပါနောက်ခုခွက်လေးကိုမြက်ပေါ်မှာတတ်မိတယ်ခွက်လေးကိုနည်းနည်းဖွင့်ပြီးမြက်ပလက်မှာတတ်ပေးမယ်ခွက်ဖွင့်ထားတဲ့နေရာကစီးထားတဲ့နေရာနှစ်ခုနဲ့တီးတီးတူတောင်ထားပေးရမယ်ခွက်လေးကထိခိုက်လေးရနေရာကိုအပြည့်အဝဖုံးအုပ်ထားရမယ်သုံးခုခွက်လေးကိုတင်းထားမယ်လေခွက်လေးကိုမမှန်တတ်ပြီးရင်တိတ်ဂျိုတိုမိုချီနဲ့တင်းချိုးပေးမယ်ခွက်လေးကတင်းနိုင်မလို့အောင်ထားရမယ်လေးကိုအလွိုင်းနဲ့မျက်စီလေးကိုဖြစ်နေအခုခွက်လေးကိုတင်းထားပြီးပြီဆိုတော့အလွိုင်းနဲ့မျက်စီလေးကိုခွက်အတွဲမှာဖြည့်ပေးမယ်အနည်းဖြစ်အောင်ဖြည့်ပြီးထိခိုက်နေတဲ့နေရာကိုအပြည့်အဝဖုံးအုပ်အောင်နူးညံ့စွာနှိပ်ပေးရမယ်နောက်အခုရေတကျင်ကတော့မယ်ဟဲရန်နဲ့လေးတာရေသွင်းတဲ့မယ်တကျင်းနဲ့ရေများလို့ရင်ခွက်လေးရဲ့တောက်လိုက်ဖက်ထားတဲ့ရင်ဟာတွေထွက်သွားမယ်ထပ်မံပြီးရေမသွင်းတော့ဘူးအလွိုင်းကအတွင်းဆိုထိုင်းမှုကိုအပတ်များစွာထိမ့်ပေးနိုင်တယ်ပြီးရင်အကောက်တစ်ခုလုံးကိုစက်ကိုတုတ်တင်တယ်လို့တို့မဟုတ်ပိုလွယ်ချောမဲ့ဆိုရင်အနိုင်အောင်ပလတ်စတစ်နဲ့ဖုံးပေးမယ်ဒါကရိုးရနီးလက်ထက်တဲ့နေအောင်တိုက်ရိုက်မထီအောင်ကာကွယ်ပေးပြီးအတင်းဆိုထိုင်းမှုကိုလည်းထိမ့်ပေးနိုင်တယ်အရေးကြီးတာတစ်ခုကဆာဟာရိုအီမီလန်ကပုံမှန်အဖျက်ထပ်မံရေသွင်းစီရမလို့ဘူးတစ်ချိန်တည်းနဲ့အလုံးစုံအလုပ်ဖြစ်တယ်ဒါပေမဲ့ထူးခြားစွာနဲ့အကောက်အတွင်းမှာမြေဆိုအရင်ချောက်နေတယ်ဆိုရင်တော့နည်းနည်းလေးထိုက်ရေသွင်းပေးလို့ရတယ်စက်မပြောခင်မှာတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတစ်ခုပြောချင်တယ်ဆာဟာရာဝီတွေကဒီနီလန်စကူတဲ့မတုံးဘူးဘယ်အချင်းလုံးမလဲဆိုတာကိုလည်းဂရုစိုက်ရွေးချယ်ကြတယ်သူတို့ကလည်းရောက်အချင်းမှလို့တွေ့ဘာကြောင့်လဲအကြောင်းကသူတို့အတွေ့အကြုံကလဲရောက်အချင်းမှတစ်ပီတဲ့တွေးရည်ကအမြင့်ဘက်ကိုဆင်းသွားပြီးအပေါ်ပိုင်းကပိုးပြီးအနားယူနိုင်တယ်ဆိုတာသိကြလို့ပါဒါကအသေးပဲရတာကမျိုးခွဲတစ်ခုပေါ်မှာအသွေးဖျားနှဲစွာလို့ထိခိုက်ရာကနေတွေးရည်မနှဲစွာဆမ်ရှုံဘူးအမြင့်တဲ့ဖဲဖို့လဲပိုးလဲကူစတဲ့ရိုးပြောရရင်အပင်ကနာကျင်မှုနဲ့ပြီးအမိထောင်လာပိုးလွယ်တယ်။ဒီပတ်လီအချိန်အနေနဲ့ဆိုရင်တော့သူတို့ကຫນွေဦးအစားမှာဒါမှမဟုတ်ຫນွေအားဒီကုန်းချင်းမှာလောက်ကြတယ်။အဲ့ဒီအချိန်တွေမှာအပင်ကအမြင့်အသစ်ထုတ်ကိုအားရှိသေးတယ်။
ဒါပေမဲ့အပူလုံးနာတော့မဟုတ်မိုးခေါင်လုံးနာကြောင့်စိတ်ဖြစ်စီမှုအပြည့်အဝမရှိသေးဘူး။ຫນွေဥမာတစ်ပင်ရဲ့သွေးရည်ကပြန်လုံစားလာပြီးအပင်ကပြန်လဲပြုတ်ပင်ဟိုစွိုင်းစီလာတယ်။ຫນွေရာဒီကုန်းချိန်မှာလည်းအပူအနေနဲ့ကြာဆလာတဲ့အချိန်ဆိုတော့အမြင့်ထောင်တဲ့အလုပ်ကိုလွတ်ဖို့အချိန်အကောင်းဆုံးဖြစ်ပြီးအလွယ်တကူချောက်တွေ့သွားမယ့်အန်တရယ်လည်းနီးသွားလေ။ Okay အခုဆိုရင်ရလက်တဲ့ရောက်လာဒီအမြင့်ထောင်ထားတဲ့နေရာကိုဖွင့်ကြည့်တဲ့အခါမှာအဖြူရောင်တောက်တန်းကကျမ်းမာတဲ့အမြင့်တွေကကျွန်တော်တို့ခုတ်ထားတဲ့နေရာတစ်ဝိုက်ကိုဝိုင်းလန်တွေအတိုင်းသိရမှာပါ။အဲ့အချိန်မှာတော့အောက်ကနေဖက်လိုက်ရုံနဲ့မူရင်တစ်ပင်နဲ့တပုံတပင်တူနဲ့တရက်တစ်ပင်အတစ်တပင်ရရှိသွားပါပြီ။အပေါ်နှစ်ပင်သူဆိုတာဘာကိုဆိုလိုတာလဲ။ဒါဆိုရင်တစ်ပင်အတစ်ကမူရင်တစ်ပင်နဲ့တူညီတဲ့အသီးအရည်အတွက်အရည်အသွေးကိုပဲထုတ်ပေးမှချစ်ပြီးအချိန်တော်အစ်မတင်အသီးပေးနိုင်တော့မှာပါ။ဒါဟာမူရင်တစ်ပင်ရဲ့မြို့ပြီးစားတူကလွန်တစ်ပင်ဖက်တကယ်တမ်းတူညီနေပါတယ်။ဒါဟာအရင်ရေးကြည့်ပါတယ်။ဘာလို့လဲဆိုတော့တတိပင်တပင်ကိုမျိုးစစ်ကနေစိုက်မြင့်ကြည့်တဲ့အခါမူရင်တည်းမျိုးစားတူရဖို့လုံးဝနီးပါမဖြစ်နိုင်ပါဘူး။မျိုးစစ်တွေကမျိုးပြီးစားတွေကိုရောနှောသွားလို့ရက်လာတဲ့ရက်လက်ကကန်ဆန်းချစ်လိုပဲဖြစ်သွားပါတယ်။ပြင်းပြချပေးနိုင်ပါတယ်။ဒီနေ့နဲ့ပဲပေးနိုင်တယ်။တီးအရည်သွေးမကောင်းတာမျိုးလည်းရှိနိုင်တယ်။ဒါမှမဟုတ်နှစ်ပေါင်းများစွာကြာမှတီးပေးနိုင်တယ်။တခါတလေလို့တီးပေးတာတော့မရှိနိုင်ပါဘူး။ဒါကြောင့်ဒီနီလန်ကတန်ဖို့အရင်ကြည့်တာပါ။ဘာလို့လဲဆိုတော့မူရင်တစ်ပင်ကိုကလုံလို့တဲ့အခါဘလို့တီးရမလဲဆိုတာတိတိကျကျသိနိုင်ပြီ။နှစ်ပေါင်းများစွာစ조사ရတာလည်းမပြတ်စီသွားပါဘူး။ဆာဟာရိုနီလန်ကအသစ်ဆိုင်တဲ့တစ်ပင်ဟာမူရင်တစ်ပင်လိုပဲအားကောင်းပြီးတီးပွားမှုတူတူနဲ့အရေးအသွေးတူတူရှိမယ်ဆိုတာအာမခံပေးပါတယ်။နောက်ဆုံးအကြံပြုချက်တစ်ခုကတော့အကုတ်ကိုဖြိုကီတစ်ပင်အသစ်ကိုစိုက်တဲ့အခါပထမအပတ်အနှဲငယ်အတွင်းမြေစီလွာကိုနည်းနည်းစိုးစိုးထားပေးဖို့စ조사ပါဒီကြည့်အောင်မလုပ်ဖို့လိုကဖို့စိုးစိုးဖို့ကိုသာထိန်းထားပေးရင်လုံလောက်ပါပဲဒါနဲ့သူအသစ်ထွက်လာတဲ့အမျက်တွေကတေချလို့လက်ရောက်ညီတွေဖြစ်လာပြီးတစ်ပင်အသစ်ကလည်းပထမနေ့ကစပြီးအားကောင်းကောင်းကြီးထီထွားလာနိုင်မှာပါစတဲ့မပြောခင်အရေးကြီးတဲ့အချက်တစ်ခုရှင်းပြခြင်းပါတယ်ဒီနီလန်ကတော့မူရင်းဆာဟာရာဝီနီလန်ကိုအနီးဆောက်ဆုံးလိုက်နာပြီးပြုလုပ်ထားတာပါဒါပေမဲ့ပိုမိုလွယ်ကူအောင်ခရစ်ပစ္စည်းတွေနဲ့အသုံးပြုထားတာပါအခုတော့တကယ်တော့တွေ့တဲ့ကြုံနဲ့တီကြီးစွာပြောချင်တာကနှစ်ချက်လောက်သာဖက်မဲ့အစားတလုံးလုံးလဲပါအောင်မေတ္တာလုံးကိုချွတ်ထုတ်လိုက်ရင်အဲ့ဒါကအောင်မြင်မှုရခိုင်နှုန်းပိုမိုမြင့်တက်လာပါတယ်ဒါဟာစန္ဒပီတာဖြစ်ပြီးအများစုတရာပိုကောင်းတဲ့ရလက်ပြီးရရှိပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူတို့လောက်ခဲ့တယ်လို့ဆာဟာရာဝီနီလန်ကိုလေ့ကျင့်နေတဲ့အတွက်တစ်ဖက်မှာတစ်ချက်ဆိုပြီးနည်းနည်းဆိုင်ဖြတ်သွားမှာပါဒီအကြောင်းကိုရှင်းပြချင်လာကမရှုပ်ထွေးစေချင်လို့ပါဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင်မှတ်ချက်ရေးပေးပါ like လုပ်ပေးပါအပင်ချစ်သူတီလောက်နဲ့မျှဝေပါဒီနီလန်ကမိတို့မဆိုသူတို့ရဲ့အတိအနံကိုအိမ်မှာပြောထောက်နိုင်ဖို့အထောက်ကိုထည့်စေနိုင်လို့ပါတင်ဖဲအပင်နဲ့စမ်းကြည့်မလဲဒါမှမဟုတ်ဘယ်နာရီနာဘယ်မျိုးကနေကြည့်နေတာလဲဆိုတာလဲပြောပြပေးရင်ဝမ်းသာပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်